ဒီစိုက်မှုမင်းသမီးကိုဖျက်ခုတ်သွားတဲ့ဆရာအောင်ကျော်ထွန်းဆိုပြီးတော့ခေါင်းစဉ်တက်ရင်တော့နည်းနည်းများပါငါမသိဘူးပေါ့နော်ဆိုတော့ဒါကဟာတာပါဒီနေ့မှာဒီစိုက်မှုမအားတဲ့အတွက်ကြောင့်မလို့ပေါ့နော်ကာပွဲတွေကစက်တိုက်ကနေရတော့ဆရာအောင်ကျော်ထွန်းကစိုက်မှုအစားလာပြီးတော့ဒီမင်းသမီးလေးပေါ့နော်ရေချမ်းမြတ်နဲ့လာပြီးတော့အကတိုက်တာပါအဲ့ဒီဗီဒီယိုကိုကျွန်တော်ဒီနေ့မှာ reaction လုပ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာဆရာအောင်ကျော်ထွန်းဘယ်လောက်တောင်မှပေါ့နော်ပညာသားပါကထားလဲပေါ့နော်ဆိုတော့ဆရာအောင်ကျော်ထွန်းကမယ်လို့မထင်ထားဘူးဗျာနော်ဆိုတော့ဆရာအောင်ကျော်ထွန်းကတကယ်ကိုမှပေါ့နော်ပညာတဘာပြည့်ဝပြီးတော့ဆွဲဆုံရပညာရှင်လို့ပြောမှာဖြစ်ပါတယ်ဆိုတော့ तू ကအပြောကြီးရလဲပြောလို့မရဘူး तू ကတကယ်ကိုပညာရှင်ပိတာတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့ဆိုတော့ဒီနေ့မှာဆရာအောင်ကျော်ထွန်းဘယ်လောက်တောင်မှပေါ့နော်မင်းသမီးနဲ့နှစ်ပါးညီညီလိုက်ဖက်ညီညီကထားလဲဆိုတော့ကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဗျာလာပြီဗျာကေဗီပေါင်းတယ်လို့ပြောနော်ဝဲပြန်ပြီးလေတယ်ပြန်နေတယ်လို့ပြောတော့လက်ကလေးတစ်ချက်ကြည့်ကြည့်ကျွန်တော်တွေ့လေးကလှပပြီးတော့ဗျာလက်ကလေးတွေကပျော့ပြောင်းနေရနော်မထင်ထားဘူးဗျာဆရာအောင်ကျော်တို့ဘာလို့အဲ့လောက်တော့တိုးနေရလဲမသိဘူးเนาะသူကပန်ထရာအကြောင်းဆင်းလာဟုတ်လားဆိုရဲလူကလည်းကောင်းလိုက်တာဗျာဆရာခန္ဓာကိုယ်နဲ့ဘာမလိုက်ဘူးဝေးခံနေတော့ကရတယ်ကျွန်တော်ရှေ့မှာလေဆရာကိုနည်းနည်းကျွန်တော်ဝေဖန်ထားတာလေးရှိတယ်ဗျာနော်သူသဘောဆောင်ပြီးဝေဖန်တာပါ
လာလိုက်တာဗျာရှယ်ပဲဗျာဟိုကျွန်တော်အရန်ကြီးလို့ကောင်းတာပဲဗျာမထင်အောင်နော်တကယ်ကို surprise ဗျာနော်ဆရာအောင်ကျော်ထွန်းဒီလောက်ဘတ်စုံရမယ်မြန်ကျွန်တော်မသိဘူးဗျာနော်ဆိုတော့သူဘာတွေလုံးတက်သေးလဲမသိဘူးလက်ဝိတ်လည်းရရလို့ကျွန်တော်ပြောရဗျာနော်ဆိုတော့တကယ်ချမယ်ပဲဗျာဒီပဲကြီးကနော်ဆိုတော့ကျွန်တော်အရှိမတော့ကပေါ့နော်ဒီမင်းသားကိုကျွန်တော်ဆိုင်းမူအားပေးတဲ့ပရိသတ်ဗျာနော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်မလို့မင်းသားလေးကိုထိကြိုက်မှာဆိုလို့ကျွန်တော်ဆရာအောင်ကျော်ထွန်းကိုပေါ့ဗျာနည်းနည်းလေးပြောဗျာကျွန်တော်ဝေဖန်တဲ့ဘက်ကလေးကိုတွားထားရှိတယ်ဗျာအပြုသဘောဆောင်ပြီးတော့ပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရလို့ရှိရင်သိပါလိမ့်မယ်ကျွန်တော်တော်တော်လေးအစဲခံလိုက်ရတယ်ဗျာဒါပေမဲ့ဒီဗီဒီယိုမြင်တဲ့အခါမှာဗျာဆရာအောင်ကျော်ထွန်းရဲ့အဒုပညာပေါ်ဘလောက်တောင်မှဗျာဇံဝင်စားပြီးတော့ဘလောက်လုံနိုင်စွမ်းရှိလဲပညာရှင်ပိတာလေဆိုတော့ကျွန်တော်လက်ပြားခါရဗျာတကယ်ကိုမှတကယ်ပညာရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ပြောမှဆိုမှရှိကျွန်တော်တောင်းပန်ပါရဲ့ဆရာအောင်နော်ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်ဒီဆိုင်းမို့ဒီပွဲဆက်တွေများပြီးတော့ပေါ့နော်အကလာပြီးတော့မတိုက်လိုက်နိုင်တာကကျွန်တော်တို့ကအခွင့်အရေးဖြစ်သွားတာပေါ့နော်ဆရာအောင်ကျော်ထွန်းရဲ့အမှုပညာတွေကိုမြင်တွေ့ရတဲ့အခွင့်အရေးဖြစ်သွားပါပေါ့နော်ဆိုတော့ဆရာတို့ဒီကတဲ့ဗီဒီယိုတွေပေါ့ထပ်ပြောမြင်ချင်မှသိတယ်ဆရာဘာတွေလုပ်တတ်သေးလဲတော့မသိဘူးပေါ့နော်ဆိုတော့တကယ်ပညာရှင်ဖြစ်ပါတယ်ဆိုင်းမို့ကလည်းဆရာအောင်ကျော်ထွန်းနဲ့တွေ့ရတာတကယ်ကိုမှကန့်ကောင်းတယ်အခွင့်အရေးကြီးကိုရတယ်လို့ပဲပြောချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ reaction လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်